အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့အခြေခံတိုင်းစကားပြောသင်ခန်းစာ9ကိုလာပြီးတော့မျှဝေပေးပါမယ်ခင်ဗျာနံပါတ်1မှာလမ်းဆိုရင်ทางလမ်းဆိုရင်ทางနံပါတ်2ကတော့ဘယ်လိုဆိုရင်ยังไงဘယ်လိုဆိုရင်ยังไงနံပါတ်3ကအရှိဆိုရင်ข้างหน้าအရှိဆိုရင်ข้างหน้าနံပါတ်4ကအနောက်ဆိုရင်ข้างหลังအနောက်ဆိုရင်ข้างหลังလမ်းတော်ရဆိုရင်ซอยလမ်းတော်ရဆိုရင်ซอยလမ်းထိပ်ဆိုရင်หน้าปากซอยလမ်းထိပ်ဆိုရင်หน้าปากซอยဘယ်ကွေ့ဆိုရင်เลี้ยวซ้ายဘယ်ကွေ့ဆိုရင်เลี้ยวซ้ายညာကွေ့ဆိုရင်เลี้ยวขวาညာကွေ့ဆိုရင်เลี้ยวขวากาဆိုရင်รถกาဆိုရင်รถกามัดต่ายဆိုရင်ไปรถเมล์กามัดต่ายဆိုရင်ไปรถเมล์เลข3ဆိုရင်ที่อยู่เลข3ဆိုရင်ที่อยู่กาปากเกนဆိုရင်ที่จอดรถกาปากเกนဆိုရင်ที่จอดรถเซยงဆိုရင်โรงพยาบาลเซยงဆိုရင်โรงพยาบาลดัชสีสายဆိုရင်ปั๊มน้ำมันดัชสีสายဆိုရင်ปั๊มน้ำมันเซสายဆိုရင်ร้านยาเซสายร้านยาร้านဆိုတာสายยาဆိုတာစေร้านยาเซสายแต่ဆိုရင်ตรงแต่ဆိုရင်ตรงแต่သွားဆိုရင်ไปตรงอะไรแบบนั้นเนาะยอกบีဆိုရင်ถึงแล้วยอกบีถึงแล้วกาเป๊กတာကိုထိုင်းလို့รถติดกาเป๊กรถติดဟိုဘက်ကန်ဆိုရင်ฝั่งนู้นဟိုဘက်ကန်ဆိုရင်ฝั่งนู้นတစ်ဖက်ကန်ဆိုရင်ตรงข้ามတစ်ဖက်ကန်ဆိုရင်ตรงข้ามโอเคစာကြောင်းလေးတွေကြည့်အောင်ဆေးရုံဘယ်လိုသွားမလဲဆိုရင်โรงพยาบาลไปยังไงโรงพยาบาลไปยังไงโรงพยาบาลဆိုတာဆေးရုံไปยังไงဆိုတာဘယ်လိုသွားရမလဲအဲ့တော့โรงพยาบาลไปยังไงဆေးရုံဘယ်လိုသွားရမလဲနံပါတ်2ကတက်သွားညာဘက်ကွေ့ရောက်ပြီဆိုရင်ไปตรงแล้วเลี้ยวขวาถึงแล้วไปตรงแล้วเลี้ยวขวาถึงแล้วတက်သွားပြီးတော့ညာဘက်ကွေ့အဆိုရောက်ပြီเนาะနံပါတ်3ကမနေ့ဖြန်ဆေးဆိုင်သွားမယ်ငါ့ကိုလမ်းထိပ်ကစောင့်နေပါနော်ဆိုရင်พรุ่งนี้ไปร้านยารอฉันหน้าปากซอยนะพรุ่งนี้ไปร้านยารอฉันหน้าปากซอยนะเนาะพรุ่งนี้မနေ့ဖြန်ไปသွားသည်ร้านยาဆေးဆိုင်သွားမယ်รอฉันငါ့ကိုစောင့်နော်หน้าปากซอยလမ်းထိပ်นะဆိုတာနော်เนาะพรุ่งนี้ไปร้านยารอฉันหน้าปากซอยนะမနေ့ဖြန်ဆေးဆိုင်သွားမယ်ငါ့ကိုလမ်းထိပ်ကစောင့်နေပါနော်အဲ့လိုဖြစ်သွားတယ်เนาะနံပါတ်4ကတော့ငါဓာတ်ဆီဆိုင်မှာအလုပ်လုပ်တာတစ်နှစ်ရှိပြီဆိုရင်ฉันทำงานอยู่ที่ปั๊มน้ำมัน1ปีแล้วฉันทำงานอยู่ที่ปั๊มน้ำมัน1ปีแล้วงาซีဆိုင်မှာအလုပ်လုပ်နေတာတစ်နှစ်ရှိပြီฉันทำงานอยู่ငါအလုပ်လုပ်နေတာที่ปั๊มน้ำมันဓာတ်ဆီဆိုင်မှာ1ปีแล้วတစ်နှစ်ရှိပြီအဲ့တော့ฉันทำงานอยู่ที่ปั๊มน้ำมัน1ปีแล้วงาซีဆိုင်မှာအလုပ်လုပ်တာတစ်နှစ်ရှိပြီနံပါတ်5ကတော့ထိုင်းနိုင်ငံမှာလဲကားအရန်ပိတ်တယ်ဆိုရင်ประเทศไทยก็รถติดมากประเทศไทยဆိုတာထိုင်းနိုင်ငံก็ဆိုတာလဲรถติดมากဆိုတာကားအရန်ပိတ်တယ်အဲ့တော့ประเทศไทยก็รถติดมากထိုင်းနိုင်ငံမှာလဲကားအရန်ပိတ်တယ်โอเคအားလုံးရမယ်လို့မျှော်လင့်ပါတယ်နောက်သင်ခန်းစာမှာထပ်တွေ့မယ်ခင်ဗျာ